အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကမ္ဘာလုံခြုံရေးအတင်းကျပ်ဆုံးပါဆိုတဲ့ဘဏ်ကိုဖောက်ထွင်းပြီးတော့တန်ဖိုးမဖြတ်နိုင်တဲ့စိန်တွေနဲ့အဖိုးတိုင်ပစ္စည်းတွေအားလုံးကိုကြပြောင်းငှက်ပြောင်းဖြစ်အောင်လုပ်သွားနိုင်တဲ့ငှက်တက်ပြားအဖွဲ့တစ်ဖွဲ့ရှိပါတယ်ဒီအဖွဲ့မျိုးတော့ပန်တာလို့ခေါ်ပြီးတော့ဒီအဖွဲ့ကိုဘယ်ကူလာရွှေတွေမှမဖမ်းနိုင်ကြသေးတဲ့အတွက် SPI တွေဘက်မှလည်းအလုံးခေါင်းစားနေကြရပါတယ်ဒီနေ့မှလည်းဒီငှက်တက်ပြားအဖွဲ့ကလေစိမ့်မှာရန်နာထားတဲ့လေရင်တစည်းပေါ်မှာရှိတဲ့တန်ဖိုးကြီးစိန်တွေကိုခိုးယူဖို့စီစဉ်နေကြကြပါတယ်ဂျိုဘာနာလို့ခေါ်တဲ့ပန်တာကိုင်းအဖွဲ့ဝင်တူကလည်းလေးမဲလို့အယောင်ဆောင်ပြီးတော့ဟိုတယ်အခန်းတစ်ခုတွေကနေမှန်ပြောင်းတဲ့အခြေအနေတွေကိုအကဲဖြတ်စောင့်ကြည့်ပေးနေခဲ့ပါတယ်ဂျိုဘာနာကအချက်ပြလိုက်တာနဲ့တပြိုင်နက်အခြားအဖွဲ့ဝင်တွေကလေရင်နားကိုတိတ်ဆိတ်ကတ်သွားပြီးဘီကိုဘုံတွေနဲ့အတူအဆောက်တွေအားလုံးကိုအမောက်သိပ်ပေးလိုက်ပါတယ်အဲနောက်မှာတော့ပန်တာတို့အဖွဲ့ဝင်တွေလည်းလေရင်ပေါ်မှာရှိတဲ့စိန်တစ်တာကိုလေသာရောင်ကြီးကိုတုံးကဖွင့်လိုက်ပြီးတော့စိန်တွေအားလုံးကိုအလင်းမြန်ပဲယူပြီးကားနဲ့ထွက်သွားခဲ့ပါတယ်တချိန်တည်းမှာပဲဒီစိန်ကိုလုံခြုံရေးယူထားတဲ့လူတွေကကားနဲ့လိုက်ခဲ့ကြပေမဲ့အရာအားလုံးကိုအကွက်ကျကျစီစဉ်ထားတဲ့ပန်တာအဖွဲ့ဝင်တွေအားလုံးလည်းသူတို့စီးလာတဲ့ကားတွေနဲ့အတူကွန်တိန်နာပုံးတွေကိုမောင်းဝင်လိုက်ပြီးကိုရောင်ဖျောက်ပစ်လိုက်ကြပါတယ်ပန်တာအဖွဲ့ဝင်တွေကခြေရလက်တောင်မကြမ်းပဲကြက်ပြောင်းကပြောက်မျက်စိရှိတင်ပျောက်ချင်းမလားပျောက်သွားတဲ့အတွက်လုံခြုံရေးအဖွဲ့ဝင်တွေကတော့ခေါင်းစားပြီးသားကြံခဲ့ရပါတယ်အခြားတစ်ဖက်မှာလည်းလော်အင်ဂျလီမြို့မှာရှိတဲ့ရဲမှုနှစ်ကရှီစုမဲစုဇနီးလေးနဲ့ကွာရှင်းပြက်ဆဲလိုက်ရတာကြောင့် depression ဝင်ပြီးတော့ဘားတစ်ခုမှဘီယူတွေထိုင်ကစ်နေတော့စိန်ကူးခံရမှုတဲ့တင်းကိုအမတ်မတင်တွေးလိုက်ရပါတယ်ဒီလောက်ရကပန်တာခိုင်းရဲ့လက်ချက်ဆိုတာကိုချက်ချင်းရိပ်မိသွားခဲ့ပေမဲ့ဒီကောင်တွေကိုဘယ်နာအမိဆွဲရမှန်းမသိတော့အန်တကြိတ်နေတာဖြစ်နေကြရပါတယ်ရဲမှုနှစ်လည်းမလျှော်စောဆွဲတို့နဲ့ဒီငတပြားအဖွဲ့ကိုဟိုဒီလျှောက်စုံစမ်းရင်းနဲ့ပန်တာအဖွဲ့ဝင်တွေဒီစိန်ကိုခိုးသွားပြီးရင်ပြည်သက်မှာရှိတဲ့ဘန်မန်နေဂျာစီကိုသာတိုက်ရိုက်ရောင်းချမယ်ဆိုတာကိုတက်အပ်သိနေခဲ့ပါတယ်ကိုလာရွှေကြီးနှစ်ထင်ထားတဲ့အတိုင်းပြည်သက်နိုင်ငံကိုပန်တာခိုင်းအဖွဲ့ဝင်တွေရောက်ရှိနေပြီးတော့သူတို့တွေကတယောက်ကစိန်ကုန်တယ်လို့မျိုးဟန်ဆောင်ထားပြီးဘန်မန်နေဂျာရဲ့ဇနီးစီကိုစတင်ချီကပ်နေကြပါပြီပန်တာဖွဲ့ဝင်တယောက်ကလေစိမ်းမာတုံးကခိုးလာခဲ့တဲ့အနီရောင်စိန်တွေကိုထုတ်ပြလိုက်တဲ့အခါမှာမန်နေဂျာရဲ့ဇနီးကလည်းသူ့ကိုတကယ်စိန်ကုန်တယ်လို့ထင်သွားပြီးတော့ကဘာလုံးဆိုင်ရာစိန်စင်တာကိုခေါ်သွားခဲ့ပါတယ်တခုတည်းခိုးရတာမတင်နိုင်သေးတဲ့ဒီပန်တာအဖွဲ့ဝင်တွေရဲ့ပန်းတိုင်ကဒီကဘာလုံးဆိုင်ရာစိန်စင်တာကြီးကိုထပ်မံဖောက်ထွင်းဖို့အတွက်ခြံစည်းထားလို့ဒီလိုအစစ်စစ်စိန်တွေကိုလိုက်ခိုးလာခဲ့တာလည်းဖြစ်ပါတယ်ပန်တာဖွဲ့ဝင်တွေကဒိုနီကတော့အထက်ကိုရောက်ချင်းဘန်ရဲ့လုံခြုံရေးစနစ်တွေစောင့်ကြည့်ကင်မရာတွေနဲ့အဆောက်တွေအားလုံးကိုသေချာလေ့လာပြီးတော့မှတ်သားထားခဲ့ပါတယ်။အယုံလွယ်တဲ့ဘန်မန်နေဂျာရဲ့ဇနီးကတော့ဒိုနီစိန်တွေကိုငွေကြေးအများများပေးပြီးတော့ဝယ်ယူခဲ့ပါတယ်။ဒီစိန်ကိုရောင်းလိုက်တာကအရေးမကြီးပေမဲ့နောက်ထပ်သူတို့ပြတ်မှတ်ဖြစ်တဲ့ဒီကမ္ဘာအလုံးစုံဆုံးစိန်ပန်ကြီးကိုဖောက်ဖို့ကသူတို့ရဲ့မစ်ရှင်ဖြစ်နေတော့အဖွဲ့သားအလုံးခေါင်းချင်းဆိုင်တိုင်ပင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းဒီနေရာကြီးကိုခိုးပြီးပြန်ထွက်မယ်ဆိုရင်လွန်လန်းကမသေးကြတော့သူတို့အတွက်အခက်အခဲအကျက်တွေရှိနေပြန်ပါတယ်။အခြားတစ်ဖက်မှာလည်းအီတလီမာဖီးယားဂိုင်းကောင်းဆောင်အော်တိုပက်စီအောင်သူ့ရဲ့အနီရောင်စိန်တွေခိုးယူခံလိုက်ရတဲ့နဲ့ပတ်သက်ပြီးတော့မချီတင်ငယ်ဖြစ်နေခဲ့ပါတယ်။အဲ့ဒါနဲ့အော်တိုပက်ကလည်းခိုးခံလိုက်ရတဲ့သူ့စိန်တွေအားလုံးကိုတလုံးမကြံရအောင်ပြန်ယူလာဖို့သူ့လူတွေကိုလွတ်လိုက်ပါတယ်။ဒါလည်းမဟုတ်ပဲပန်တာအဖွဲ့ဝင်တွေကိုအနက်ခံလိုက်နေတဲ့ရဲရရှိနှစ်တယောက်ပြင်သစ်ကိုရောက်ရှိလာပြီးတော့ပြည်သစ်နိုင်ငံကလှုပ်ဝက်စုံစမ်းရေးအဖွဲ့နဲ့ပူးပေါင်းဖို့အစီအစဉ်တွေစဆွဲနေပါပြီ။ပန်တာဖွဲ့တော့ကတော့အခုချိန်မှာအနက်ခံလိုက်နေတာကရန်သူနှစ်ဖွဲဆိုတော့သူတို့ရဲ့လွန်လန်းကတော့အတော်လေးညံကောင်းမှလွတ်တော်မဲ့အခြေအနေမှာရှိနေပါတယ်။အဲနောက်မှာတော့ကိုလာရွှေနှစ်ဖွဲဖြစ်တဲ့နင်းနဲ့ဟူကိုတို့လည်းပန်တာဖွဲကဒီကာလအပိုင်းခြားအတွင်းမှာကမ္ဘာစိန်ပန်ကြီးကိုဝင်ခိုးမယ်ဆိုတာကိုသိတဲ့အတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလုပ်ခဲ့ပါတယ်။ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်လက်မြောက်အရှုံးပေးလေးမရှိတဲ့ပန်တာဖွဲဝင်တွေကလည်းသူတို့ရဲ့အစီအစဉ်ချထားတဲ့အတိုင်းလှုပ်ရှားနေပြီဆိုတော့ပွဲကဇက်ရှိန်မြင့်တက်လာပါတော့တယ်။ဒီနေ့ညမှာပဲပန်တာဖွဲဝင်အားလုံးဘားတစ်ခုကိုသွားပြီးတော့ဘီယူတွေကက်နေတော့ဂျိုဗာနာကဘန်ဆောက်တယောက်ကိုမြှူဆွဲလိုက်ပြီးတော့သူ့ရဲ့ဖုန်းဝင်ကြည့်နိုင်အောင်ကြိုးစားခဲ့ပါတယ်။အဲနောက်မှာတော့ပန်တာအဖွဲ့ဝင်ဒိုနီတယောက်ဘီယူတွေကက်ပြီးအိမ်ပြန်လာတဲ့အချိန်မှာဇပွဲတစ်ခုမှထိုင်ပြီးသူ့ကိုအသင်းဆောက်နေတဲ့ကူလာရွှေကြီးနစ်ကိုတွေးလိုက်ရတော့ထိတ်လန့်သွားခဲ့ရပါတယ်။ဒါပေမဲ့နစ်ကပန်တာအဖွဲ့ကိုလာဖမ်းတာမဟုတ်ကြောင်းနဲ့အရင်လိုကူလာရွှေဘွားကိုမုန်းတီးနေတာဖြစ်ကြောင်းပြောပြီးတော့ဒိုနီတို့နဲ့ပူးပေါင်းဖို့အတွက်လာကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။အစမှာတော့ပန်တာအဖွဲ့ဝင်တွေကနစ်ကိုမယုံကြည်ဖြစ်နေကြပေမဲ့အဖွဲ့ဝင်အဖြစ်ပေးမဝင်ဘူးဆိုရင်ပြင်သစ်စုံတော်ဟူကိုတို့ကိုဒရင်သွားပေးလိုက်မှဆိုပြီးတော့နစ်ကချိန်ချောင်းလိုက်ပါတယ်။ဂျင်းနဲ့ကြက်တဲ့ရောက်သွားတဲ့ဒိုနီလည်းရွေးချယ်စရာမရှိတော့တဲ့အဆုံးမှာကမ္ဘာစိန်ပန်ပေါင်းမဲ့ကိစ္စတွေဝင်ပါခွင့်ပြုလိုက်ရပါတယ်။ဒီလိုနဲ့ဒိုနီလည်းနစ်ကိုအခြားဖွဲ့ဝင်တွေအားလုံးနဲ့မိတ်ဆက်ပေးလိုက်ပေမဲ့ရဲတယောက်ဖြစ်ခဲ့ဘူးတဲ့ဆိုတဲ့နစ်ကိုဘယ်သူကမှမယုံကြည်တဲ့အတွက်မျက်စိစပွဲမွေစူးစရာဖြစ်နေခဲ့ပါတယ်။အဲနောက်တော့နစ်လည်းတစ္ဆာရှိချောင်းပြသတဲ့အနေနဲ့ပန်တာဖွဲ့ဝင်တွေအားလုံးရှိမှနိုင်ဒီလူတွေနည်းနည်းပါးပါးကစ်ပြလိုက်ရပါတယ်။နိုင်ဒီလူတွေကောင်းသွားတဲ့နစ်လည်းစိတ်လိုကိုလိုဖြစ်သွားတဲ့အချိန်မှာ
ပန်သာဖွဲ့ဝင်ဘဲတပွေနဲ့ထားညီပြီးတော့ဖိုင်တီနေချပါတော့တယ်။ဘာကအဆောက်တွေကလည်းဘားထဲမှာရန်ကားနေကြတဲ့ပန်သာဖွဲ့ဝင်တွေအားလုံးနဲ့နစ်ကိုအပြင်ကိုခွေးမောင်းသလိုမောင်းထုတ်ပြလိုက်ကြပါတယ်။အဲနောက်မှာတော့နင်းနဲ့ဒိုနီတို့အိမ်ပြန်လာနေတဲ့အချိန်အီတလီမာဖီးယားဂိုင်းကောင်းဆောင်အော်တိုဘိုင်ရဲ့လူတွေကသူတို့နှစ်ယောက်ကိုဖမ်းပြီးကားနဲ့ခေါ်သွားကြပါတယ်။မနေ့ရောက်တဲ့အချိန်မှာနင်းနဲ့ဒိုနီတို့ကသမုဒ္ဒရာအလဲမှာရှိတဲ့လေစင်းပေါ်မှာရောက်နေခဲ့ကြပါတယ်။အီတလီမာဖီးယားဂိုင်းသားတွေကလည်းအသက်ရှင်ခြင်းသေးရင်အနီရောင်စိန်တွေကိုပြန်ယူလာခဲ့လို့နင်းနဲ့ဒိုနီတို့ကိုပြောလိုက်ပြီးတော့ရေထဲကိုစောက်ကန်ချပစ်လိုက်ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့နင်းနဲ့ဒိုနီတို့လည်းကမ်းခြေကိုရောက်အောင်ရေကူးသွားခဲ့ရပါတယ်။အရင်ကဒီဘန်ကိုခိုးဖို့အတွက်နောက်တစ်ပတ်လောက်နေမှခိုးဖို့ပြင်ဆင်ထားပေမဲ့မာဖီးယားတွေရဲ့ဖိအားကြောင့်ဆက်အချိန်မဆွဲတော့ပဲချက်ချင်းလုံးဆောင်မှရတော့မှာဖြစ်ပါတယ်။အချိန်တွေကဂျင်းနဲ့ကြက်တဲ့ကိုပို့ရောက်သွားတဲ့ပန်သာအဖွဲ့ဝင်တွေအားလုံးလည်းဘန်ရဲ့လုံခြုံရေးအစိပ်ပိုင်းကိုစစ်ဆေးကြည့်လိုက်တော့ဒီဘန်မှာကကင်မရာ128လုံးရှိပြီးတော့ဆယ်ဇက်ကတိုင်းမှာမြေကွင်းနေရာတွေကိုပြောင်းလဲပြသနေတဲ့အတွက်လုံခြုံမှုတိုင်းကိုမြင်နေရမှာဖြစ်ပါတယ်။ဒါပေမဲ့အလုံခြုံဆုံးပါဆိုတဲ့အရာတိုင်းကချွင်းချက်ရှိနေစမြဲဆိုတော့မြေကွင်းတွေကပြောင်းလဲပြသမဲ့အချိန်မှာကင်မရာ128လုံးကအချိန်ခဏလောက်ပြသမှုရပ်တန့်သွားခဲ့တာပဲဖြစ်ပါတယ်။ကင်မရာတွေကအချိန်ခဏလောက်ပြသမှုရပ်တန့်သွားတဲ့အချိန်ဒီအချိန်တွေကိုအခွင့်ကောင်းယူပြီးတော့ဘန်နာတိုက်တဲ့ကိုအချိန်ကိုက်ဝင်နိုင်မှရမှာဖြစ်ပါတယ်။ဒါပေမဲ့သူတို့အတွက်ကံကောင်းကျင်တော့သူတို့ဝင်ခိုးမဲ့နေရာကအင်္ဂလန်နဲ့စကော့တလန်တို့ရဲ့ဘူလူပွဲဖြစ်နေတော့ဒီနေရာမှာကင်မရာတွေအားလုံးကဘောလုံးကွင်းဘက်ကိုလှည့်ထားမှာဖြစ်ပါတယ်။ဒါပေမဲ့ဘန်နာတိုက်ကိုသွားမဲ့လမ်းကြောင်းအချိန်တွေကိုအတိအကျမသိသေးတဲ့အတွက်ဒီနေရာလမ်းကြောင်းတွေကိုသိနိုင်မှုအတွက်ကကိုလာရွှေကြီးနေ့ရဲ့လုပ်ငန်းဆောင်တာကိုရောက်ရှိလာခဲ့ပါတယ်။စိန်ကုန်တယ်လို့ဟန်ဆောင်ထားတဲ့ကိုလာရွှေကြီးနေ့တယောက်အရက်မျက်နှာအားလုံးမှာဖြစ်ပျက်နေသမျှကိုမှတ်တမ်းတင်နိုင်တဲ့အထူးပြုလုပ်ထားတဲ့ဝတ်စုံကိုဝတ်ဆင်ထားပြီးတော့ဘန်နာတိုက်စီသွားတဲ့လမ်းမှာရှိသမျှအရာအားလုံးနဲ့ကင်မရာတွေအားလုံးကိုမှတ်တမ်းယူနိုင်ခဲ့ပါတယ်။အရာအားလုံးကိုအကွက်တကျအစီအစဉ်ဆွဲပြီးသွားတဲ့အခါမှာတော့နင်းနဲ့ဒိုနီတို့ကလည်းမနက်ဖြန်ညနေပိုင်းမှာဘန်ထဲကိုခိုးဝင်မှုဆုံးဖြတ်လိုက်ကြပါတယ်။ဒီလိုနဲ့ဘန်ဆောက်တွေပါဝင်တမျိုးလုံးမှရှိတဲ့လူတိုင်းကနိုင်ငံဘုံလုံးအသင်းပြိုင်ပွဲကိုဝဝကွဲအားပေးနေတဲ့အချိန်မှာဘန်သာအဖွဲ့ကဘန်ထဲကိုခိုးဝင်ဖို့စလုပ်ပါတော့တယ်။ဘန်သာအဖွဲ့လည်းဘန်ရဲ့ခေါင်မိုးကနေတဆင့်အထဲကိုဝင်လိုက်ပြီးတော့အပြင်ဘက်မှာရှိနေတဲ့နီးပညာကျွမ်းကျင်အဖွဲ့ဝင်တို့ရဲ့အကူအညီနဲ့တူစောက်ကြည့်ကင်မရာတွေအားလုံးကိုတစ်ခုပြီးတစ်ခုကြော်ဖြတ်ပြီးတော့ဘန်နာတိုက်စီရောက်အောင်သွားနိုင်ခဲ့ကြပါတယ်။အဲနောက်မှာတော့နစ်တို့လည်းဘန်နာတိုက်ရဲ့တကားကိုအစင်းမြစ်ပစ္စည်းကိရိယာတွေသုံးပြီးတော့အောင်မြင်မြင်ပဲဖွင့်လိုက်နိုင်ခဲ့ပါတယ်။အထဲကိုရောက်တာနဲ့သူတို့အားလုံးလည်းတက်တာတွေအားလုံးကိုဖွင့်လိုက်ပြီးတော့အနည်းရောက်စိမ့်တွေအဖိုးတန်ပစ္စည်းတွေနဲ့ပတ်စံတွေအားလုံးကိုပါလာတဲ့အိတ်တွေတဲကိုအကုန်ထိုးထည့်လိုက်ကြပါတယ်။တစ်ချိန်တည်းမှာပဲဘန်မန်နေဂျာကဘလုံးဝဲကြည့်ရတာပြင်းလာတာကြောင့်ဘန်ကိုပြန်လာခဲ့ပါတယ်။အဲ့ဒါကိုမြင်သွားတဲ့အပြင်မှာကြံနေခဲ့တဲ့နီးပညာရှင်ကနေတို့ကိုချက်ချင်းအပြင်ကိုအလင်းမြန်ထွက်ဖို့အတွက်သတိပေးလိုက်ပါတယ်။ဒီလိုနဲ့နေတို့အားလုံးလည်းဘန်နာတိုက်တကားကိုပုံမှန်အတိုင်းလေးပြန်ပိတ်ပြီးတော့ဒလီကသွားလာတဲ့နေရာမှာအလင်းမြန်ပုံအောင်လိုက်တာကြောင့်ဂျိုကွင်းဆုတ်ခံရမယ့်အရေးကနေတီတီလေးကက်လွတ်သွားခဲ့ပါတယ်။ဘန်မန်နေဂျာကလည်းဘန်ရဲ့ဘန်နာတိုက်တကားစီရောက်လာတဲ့အချိန်မှာလုံလုံခြုံခြုံပဲပိတ်ထားတာကိုတွေးလိုက်ရတာကြောင့်ဘာမှတန်တရားမဝင်ပဲပြန်ထွက်သွားခဲ့ပါတယ်။အဲနောက်မှာတော့နစ်တို့လည်းအဖိုးတိုင်းပစ္စည်းတွေပါတဲ့အိတ်တွေကိုယူပြီးတော့ဘန်ရဲ့အမိုးပေါ်ကိုအောင်မြင်မြင်ပဲပြန်တက်လာနိုင်ခဲ့ပါတယ်။အပေါ်ရောက်တော့အခြားလူတွေအားလုံးကတစ်ဖက်တိုက်ပေါ်ကိုတန်တန်ကနေတဆင့်ထွက်ပြေးနိုင်ခဲ့ပေမဲ့နေလေကြမှာဆွေးမြင့်နေတဲ့တန်တန်ကကြိုးကျသွားခဲ့တာကြောင့်အဆောက်တွေလည်းရိမ့်မိသွားခဲ့ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့နေ့လေအောက်ကလမ်းပေါ်မှာရှိတဲ့ကားစီးအပေါ်ကိုခုန်ချလိုက်ရပြီးတော့ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးကသူ့ကိုကားနဲ့လာခေါ်သွားခဲ့ကြပါတယ်။အဲနောက်တော့ပန်တာဖွဲ့လည်းရဲတွေခြေရခံမလိုက်နိုင်အောင်လို့သူတို့စီလာတဲ့ကားကိုပါကင်တစ်ခုထဲမှာထားပစ်လိုက်ပြီးတော့အခြားကားတစ်စီးကိုမောင်းပြီးတော့အီတလီနယ်စပ်ကိုထွက်လာခဲ့ကြပါတယ်။ကံမကောင်းခြင်းတော့သူတို့နယ်စပ်ကိုသွားနေတော့ပြည်သက်နိုင်ငံရဲ့တိုက်ကားဂိုင်းကားလူတွေကကားနဲ့လိုက်လာပြီးတော့တနက်တွေနဲ့ဒရန်ဆက်ပစ်ပါတော့တယ်။ဒီလိုနဲ့နှစ်ဖွဲ့ကြားမှာအပြန်အလှန်ပြက်ခတ်မှုတွေဖြစ်ပွားနေတော့အီတလီမာဖီးယားဂိုင်းကားလူတွေကလည်းရောက်လာခဲ့တဲ့အတွက်တိုက်ကားဂိုင်းကားလူတွေအားလုံးကိုငရဲပြီးရောက်ကုန်ပါတယ်။နောက်ဆုံးတော့နင်းနဲ့ဒိုနီတို့လည်းအနည်းရောက်စိန်တွေကိုအီတလီမာဖီးယားဂိုင်းကိုပြန်ပေးလိုက်ပြီးတော့လိုရာခီးကိုဆက်ထွက်လာခဲ့ကြပါတယ်။အီတလီကိုရောက်လာတဲ့အချိန်မှာတော့နင်းနဲ့ပန်တာအဖွဲ့ဝင်တွေအားလုံးကဓမြတိုက်တာအောင်မြင်ခဲ့တာကိုအောင်ပွဲခံနေတော့မှကိုလာရှိတွေရောက်လာပြီးတော့အားလုံးကိုဖမ်းလိုက်ကြပါတယ်။တကယ်တော့နစ်ကပန်တာအဖွဲ့ဝင်အားလုံးကိုဖမ်းနိုင်ဖို့အတွက်စုံတော်ဟူကိုနဲ့ပူးပေါင်းခဲ့တာဖြစ်ပြီးပန်တာဂိုင်းအဖွဲ့တွေကိုလည်းဟန်ဆောင်ပြီးတော့ဝင်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုလုပ်ခဲ့တာကလည်းဒိုနီကအရင်တုန်းကလှည့်စားသွားခဲ့မှုတဲ့အတွက်ကလေးစားပြန်ချတဲ့အနေနဲ့သူ့တိတ်ခါကိုပြန်ဆင်လိုက်တာလည်းဖြစ်ပါတယ်။အဲနောက်တော့နစ်ကထောင်ချနေတဲ့ဒိုနီကိုတွားတွေ့ရင်းနဲ့နောက်တစ်ချိန်ထောင်ပြောင်းမဲ့ရင်ပေါ်မှာနောက်ဘက်ဘဲဘက်ချမ်းထိုင်ကုန်မှာထိုင်ပြီးတော့လိုက်လာဖို့ပြောလိုက်ပါတယ်။ဒိုနီကိုထောင်ပြောင်းလိုက်တဲ့အချိန်မှာအီတလီမာဖီးယားကိုင်းရဲ့ရဲဟဲရင်နစီကလမ်းမှာကြားပြဟန်တာပြီးတော့ဒိုနီကိုကဲထုတ်သွားခဲ့ပါတယ်။ဒီအစီအစဉ်တွေကလည်းဒ
ဒိုနီကိုယ်တိုင်စီရင်ထားခဲ့တဲ့ဖြစ်ပြီးတော့ဒိုနီရဲ့ကျွမ်းကျင်တဲ့စကေးတွေကိုသဘောကျသွားတဲ့အီတလီမာဖီးယားဂိုင်ကောင်းဆောင်အော်တိုပတ်စ်ကအလုပ်တွေတစ်ခုကိုကန်လှမ်းလိုက်ရင်းနဲ့ဇလန်လေးလေးဆုံးသက်သွားခဲ့ပါတယ်ကျေးဇူးအားပေးတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်